အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ MM Tutors ကဆရာအီတန်ဖြစ်ပါတယ်ဆိုတော့ဒီနေ့မှာတော့ကျွန်တော်ပထမဆုံးအနေနဲ့ပြီးခဲ့တဲ့နွေရာသီတုန်းကအခြေခံစစ်တူငင်သင်တန်းလေးကိုစိတ်ဝင်စားနဲ့တက်ရောက်သင်ယူပေးခဲ့ကြတဲ့တတမမီလေးတွေကိုရောနောက်ပြီးတော့ရေုံကြီးနဲ့အနှံပေးခဲ့တဲ့ဖေဖေမေတို့ကိုလည်းကျေးဇူးအများကြီးတင်ပါတယ်လို့ပထမဆုံးပြောချင်ပါတယ်ဆိုတော့ပြီးခဲ့တဲ့ class လေးပြီးသွားတဲ့အချိန်မှာကျွန်တော်တို့အနေနဲ့ဖေဖေမေတွေစီကနေပြီးတော့လည်း feedback လေးတောင်းရင်းနဲ့အကြံဉာဏ်တွေရယူခဲ့တယ်ဆရာနဲ့တေချာလေးတိုင်ပင်ပြီးတော့လည်းနောက်လာမယ့် class တွေမှာဘယ်လိုလေးပိုကောင်းအောင်လုပ်မလဲဆိုတဲ့ဟာတွေကျွန်တော်တို့ပို့ပြီးဆွေးနွေးဖြစ်ခဲ့ပါတယ်ဆိုတော့အခုဆိုလို့ရှိရင်ကျွန်တော်လမ်းမှာမိဘတွေတွေ့လို့ရှိရင်မေးတယ်ပေါ့နော်ဆိုတော့ MM Tutors ဒီပုံမှန်အားဖြင့်ဆိုလို့ရှိရင်ကျွန်တော်ဒီဘက်ပညာရေးနယ်ပယ်မှာဆိုလို့ရှိရင်သင်ကြားရေးပိုင်းနဲ့ပတ်သက်ပြီးတော့ပဲမိဘတွေကျောင်းသားကျောင်းသူတွေစီမှာဆိုလို့ရှိရင်ကျွန်တော်ဒီလာလူသိများတယ်ပေါ့နော်အဲ့တော့ထူးထူးခြားခြားပညာရေးနဲ့အရင်မသက်ဆိုင်မဲ့နဲ့ဘာလို့ chess အားကစားနေလဲပေါ့ဆိုတော့အဲ့တော့ဒီဟာလေးကတော့ပြီးခဲ့တဲ့နေရာတွေတော့မှာဆိုလို့ရှိရင်တော့ကျွန်တော်တူလေးကနေအစပြုပြီးတော့အစလုပ်ဖြစ်ခဲ့တယ်ပေါ့နော်ဒါပေမဲ့အဲ့ဒီနောက်ွယ်မှာအခြားသောအကြောင်းအရာတွေလည်းရှိပါတယ်အဲ့ကျွန်တော်တို့ MM Tutors မှာဆိုလို့ရှိရင် premium service နဲ့သင်ယူနေတဲ့ကျောင်းသားကျောင်းသူတွေနောက်ပြီးဆရာဆရာမတွေရှိပါတယ်အဲ့တော့အဲ့ premium service မှာဆိုလို့ရှိရင်စာသင်ချိန်ပြီးသွားပြီဆိုလို့ရှိရင်ဆရာဆရာမတွေကနေပြီးတော့ကလေးရဲ့အချက်လက်တွေကို application ကနေပြီးတော့ဖြည့်ပေးလိုက်တယ်ဒါကိုမိဘရဲ့ application ကနေပြီးတော့လည်းကျွန်တော်ကြည့်လို့ရတယ်တော့အဲ့ဒီမှာပါဝင်တဲ့အချက်လေးတွေဆိုလို့ရှိရင်ကျွန်တော်တို့ဒီကလေးရဲ့သင်ယူမှုအပိုင်းကနေပြီးတော့ရှုထောင့်ကနေကြည့်ပြီးတော့သေချာလေး design လုပ်ပြီးတော့ထည့်ထားပေးတာဖြစ်ပါတယ်ဆိုတော့အဲ့ဒီရဲ့အချက်လေးတွေကိုလည်းကျွန်တော်တို့ဒီတက်နိုင်တဲ့လောက်ပြန်ပြီးတော့အမြဲတမ်း sensitive လိုအပ်တယ်ဆိုလို့ရှိရင်လည်း modify လုပ်တဲ့ဟာလေးရှိပါတယ်ဆိုတော့အဲ့ဒီအချက်လေးတွေထဲမှာဆိုလို့ရှိရင်ကလေးကစာသင်နေတဲ့အချိန်မှာဆိုလို့ရှိရင်သေချာနားထောင်နေဆိုတဲ့အချက်လေးတစ်ခုပါပါတယ်အဲ့တော့ဒီနောက်ပိုင်းမှာဆိုလို့ရှိရင်ကျွန်တော်တို့ကျောင်းသားတွေမှာဆိုလို့ရှိရင်တခြားသောအပိုင်းလေးတွေဒီအဆင်ပြေတယ်ဒါပေမဲ့အဲ့ဒီအပိုင်းလေးမှာဆိုလို့ရှိရင်မတိမတာပဲဖြစ်စေတိတိတတာလေးပဲဖြစ်စေ rating ကနည်းနေတာကိုတွေ့ရပါတယ်အဲ့တော့ကျွန်တော်တို့အနေနဲ့လည်းဆရာဆရာမတွေမိဘတွေနဲ့တိုင်ပင်ဆွေးနွေးဖြစ်ပါတယ်ဆိုတော့ဒီဟာဒီ attention span issue ပေါ့နော်ဆိုတော့ဒီနောက်ပိုင်းမှာinternet တွေတွင်ကျလာတယ်အဲ့တော့ mobile phone တွေကနေပြီးတော့ social media တွေ game တွေကိုဆွဲလန်းလာတဲ့ဟာရှိတယ်အဲ့တော့ဒါကခလေးတွေကိုလည်းကျွန်တော်တို့ကအပြစ်ပြောလို့တော့မရဘူးနိုင်ငံတကာမှာလည်းဒီလိုကိစ္စရပ်တွေကကြုံတွေ့နေရတာဖြစ်တယ်နောက်လူငယ်လူရွယ်တွေမှာလူကြီးပိုင်းတွေအထိမှာပါဒီ issue ကရှိနေတာဖြစ်တယ်ဒါပေမဲ့ကျောင်းသားတွေအနေနဲ့ကြတော့သူတို့ရဲ့အဓိကတာဝန်ကကြတော့မတူညီတဲ့ကျောင်းစာဘာသာရပ်တွေကိုလေ့လာရတဲ့အခါမှာအဲ့တော့စာလုပ်တဲ့အချိန်ရောက်ပြီဆိုလို့ရှိရင်ခုနကလို game ကိုဆွဲလန်းနေတာ social media ကိုသုံးဖို့ပဲစိတ်ရောက်နေတဲ့ဟာတွေကကြတော့စာလုပ်တဲ့အခါမှာအာရုံစူးစိုက်မှုကိုတော်တော်လေးအကျိုးသက်ရောက်မှုရှိစေပါတယ်ဒီနေရာမှာကျောင်းသားတွေရဲ့အာရုံစူးစိုက်မှုပြဿနာကိုကျွန်တော်တို့ဘယ်လိုမျိုးဖြေရှင်းလို့ရမလဲဆိုပြီးအဖြေရှာကြည့်ကြတယ်အဲ့တော့လွယ်လွယ်ကူကူနဲ့လှုပ်ဆောင်နိုင်တဲ့ဟာလည်းဖြစ်ကြမယ်တကယ်လို့အားကစားလိုမျိုးဆိုလို့ရှိရင်လည်းနောက်ပိုင်းမှာ level တစ်ခုထိလေ့ကျင့်လို့ရတဲ့ဟာမျိုးဖြစ်ကြမယ်နောက်ပြီးတော့ academic performance မှာလည်းအကျိုးကျေးဇူးရှိဖို့လိုတယ်အဲ့တော့ဒီလိုနဲ့ပဲကျွန်တော်တို့ဒီ MM Tutors ကနေပြီးတော့ chess အားကစားနည်းလေးကိုစီစဉ်ပြသွားတာဖြစ်ပါတယ်အဲ့တော့မူရင်းအားဖြင့်ဆိုရင် chess ဒီလည်းတကယ်ကိုအကျိုးကျေးဇူးများတဲ့ပညာရပ်တစ်ခုဖြစ်ပါတယ်အဲ့တော့ကျွန်တော်အနေနဲ့ဆိုလို့ရှိရင်လည်း MM Tutors စပြီးတော့ဒီထောင်ကလေးကဒီကလေးတယောက်ရဲ့သင်ယူမှုအပိုင်းမှာဒီ academic performance တွေပို့ပြီးတိုးတက်လာအောင်လို့ဘယ်လိုမျိုးအဖြေရှာပြီးလှုပ်ဆောင်လို့ရမလဲဆိုတဲ့ဟာတွေကိုကျွန်တော်တို့အမြဲတမ်းစဉ်းစားပြီးတော့လှုပ်ဆောင်နေရဖြစ်ပါတယ်ဒီတော့ကလေးရဲ့သင်ယူမှုအပိုင်းနဲ့ပတ်သက်ပြီးတော့အကျိုးကျေးဇူးရှိတဲ့အရာလည်းဖြစ်မယ်ကျွန်တော်တို့ MM Tutors အနေနဲ့လည်းစောင့်ရပေးလို့ရတဲ့အရာမျိုးဆိုလို့ရှိရင်ကျွန်တော်တို့ဒီအကောင်းဆုံးလှုပ်ဆောင်ပေးသွားမှာဖြစ်ပါတယ်အဲ့တော့ဒီနေရာမှာနောက်ထပ် MM Tutor page မှာလာပြီးတော့မေးများတဲ့မေးခွန်းလေးတစ်ခုရှိပါတယ်အဲ့တော့ MM Tutors ကနေပြီးတော့ academic class လိုမျိုးလေးမလုပ်ဘူးလားပေါ့နော်အဲ့တော့ဒါလေးကတော့ကျွန်တော်ကြုံလုံးလေးပြပြပေးခြင်းပါတယ် one on one learning မှာဆိုလို့ရှိရင်ကျွန်တော်တို့ဒီပုံစံတစ်မျိုးဖြစ်တယ်မဲ့ class မှာဆိုလို့ရှိရင်ကြတော့ကျွန်တော်တို့ဒီ class တစ်ခုဖွင့်ကန်နေပြီဆိုလို့ရှိရင်မဖွင့်ကန်ရင်လည်းအများကြီးပြင်ဆင်ရပါတယ်အဲ့တော့ခုနကလိုမျိုးကျွန်တော်တို့ဘယ်ဟာကိုသင်ပါလဲနောက်ပြီးတော့သင်မဲ့ဆရာနဲ့ဆိုလို့ရှိရင်လည်းကျွန်တော်တို့ဒီအသေးစိတ်ကအစဆွေးနွေးရပါတယ်အကြောင်းသားဘယ်နှယောက်ရှိမလဲနောက်ပြောလို့ရှိရင်ခုနကလိုမျိုးဒီအကြောင်းသားတစ်ယောက်ချင်းစီဒီတယောက်နဲ့တယောက်မှာပုံစံလေးတွေကမတူကြဘူးတချို့ကလည်းတခြားသော learning style တွေရှိတယ်အဲ့လိုမျိုးမတူညီတဲ့ကျောင်းသားတွေကိုကျွန်တော်တို့ဒီ outcome တစ်ခုထွက်လာအောင်ဘယ်လိုမျိုး define လုပ်မလဲဒီလိုအရာတွေကအစအသေးစိတ်ဆွေးနွေးပြီးပြီဆိုတော့မှပဲကျွန်တော်အနေနဲ့ class ကိုစီစဉ်တာမျိုးဖြစ်ပါတယ်အဲ့တော့ဒီနေရာမှာဆိုလို့ရှိရင်ကျွန်တော်တို့အနေနဲ့အကောင်းဆုံးလုံးဆောက်ပေးနိုင်တဲ့ class လေးတွေရှိတယ်ဆိုလို့ရှိရင်လည်းဖွင့်လှစ်ပေးသွားမှာဖြစ်ပါတယ်အဲ့တော့ဒါလေးတွေကိုတော့ page မှာပဲဆက်ပြီးတော့စောင့်ကြည့်ပေးကြပါအဲ့တော့ MM Tutors နဲ့ပတ်သက်ပြီးတော့တခုခုသိချင်တာရှိတယ်ဆိုလို့ရှိရင်မိဘပဲဖြစ်ဖြစ်ကျောင်းသားပဲဖြစ်ဖြစ်ဆရာဆရာမပဲဖြစ်ဖြစ်ကျွန်တော်တို့ page လေးမှာအချိန်မရွေးလာရောက်မေးမြန်းလို့ရပါတယ်ကြည့်ရှုပေးနေကြတဲ့သူအားလုံးကိုလည်းကျေးဇူးတင်ကြောင်းပြောကြားလိုပါတယ်အားလုံးပဲကောင်းသောနေ့လေးဖြစ်ပါစေလို့ကျွန်တော်အနေနဲ့ဆုတောင်းပေးလိုက်ပါတယ်ခင်ဗျာ